ငယ်ချင်းတို့ရေလို့တဘာဝအတိုင်းပေါ့နော်အသားကြည့်ချင်းအသားချောချင်းတဲ့လူတွေရှိတာကျမပြပြမယ်နော်အဆုံးတင်တာတော့ကျမကဒီတဘာဝ copy secret ကိုပေါ်လို့ရအောင်2019ရမှာရှင်ကျမတဘာဝလို့ပြောတယ်ဒီထဲမှာဘာတွေပါလဲဆိုတော့စေးစားနူးနူးလေးရဲ့ coffee မုံစစ်စစ်ရဲ့ပြားရည်ရဲ့လှစီကုံချမ်းကကြတော့အမြုပ်ထွက်စီရဲ့ကုံချမ်းနဲ့ထည့်ရတာပေါ့နော်အဲ့ဒါကတော့ chemical လို့ပြောလို့ရတယ်ဒါပေမဲ့ point တော့ပဲပါတာဆိုတော့ chemical free ပေါ့အဲ့ဒီတော့ကျွန်မပြောပြမယ်ဒီကျွန်မရဲ့ software ကိုသုံးကြည့်လိုက်သုံးကြည့်ပြီးမှကောင်းတာဆိုတာပြောကျွန်မကကောင်းတယ်လို့ပြောမှာပေါ့ကျွန်မရောင်းနေပြီစီဒါပေမဲ့တွေ့သုံးကြည့်မှသိမှာလေဟုတ်တယ်မဟုတ်လားအဲ့ဒီတော့သုံးကြည့်ပါသူကကျမတို့ကလေတွေးကြောလီကြောတွေဖြစ်တယ်အဲ့ဒီခါကျတော့ဟိုမှာဒီနားလေးတွေမှာညောင်းတာလို့ကတ်တာလို့ကြီးပေါင်းဖြစ်တာလို့အမှန်မဟုတ်ဘူးဒီနားလေးမှာတွေးကြောလီကြောတွေဖြစ်တာဒီနားလေးမှာတွေးကြောလီကြောတွေထင်ဒီနားလေးမှာကြိုက်တာအဲ့ခါကျအဲ့တွေးကြောလီကြောတွေကိုပွင့်စေချင်တာဒီစားပဲရှိတယ်နော်ပြီးတော့အသားကိုတဘာဝအတိုင်းကြည်လင်းလေးနဲ့ဖြစ်စေတာကော်ဖီမော့လုံးဝကော်ဖီမော့ကဒါလုံးဝကြည်တာဖြူတာမဲတာကျွန်မမပြောဘူးเนาะညူတာမပြောဘူးဒါကြည်တာလို့ပြောပြီးတော့ပြားရည်ကဒီလိုလေးအသားလေးချောသွားစေတာဒီပြားရည်ပါပြီးတော့ဟိုအလားစီပါတယ်ဒီ၅မျိုးနဲ့ကျွန်မဖော်ထားတာလက်တွေ့သုံးကြည့်မှသိပါကျွန်မကောင်းနေရွေးပြောပြီးတော့ဟိုเนาะမသုံးကြည့်ပဲနဲ့လက်မခံပါနဲ့အဲ့ဒါကြီးလာပြောပြတာပါဒီမှာပါကျမကိုယ်တိုင်ဖော်ဆက်တာကျမကိုယ်တိုင်သုံးတာကျမတို့ကလေ sensitive ဖြစ်တဲ့အသားတော်တော် chemical ပါတယ်ပြည့်စည်ကျမသုံးလို့မရဘူးခါကြတော့ကျမကိုယ်တိုင်သုံးတယ်ကျမကိုယ်တိုင်ဖော်တယ်ပေါ့နော်အဲ့ခါကြတော့တဘာဝလို့ကျမကစစ်ဖြစ်တဲ့အာမခံတယ်လုံးဝအသားကြည့်အသားချောစီမဲ့ရားရနာတွေလည်းတက်တာစီတွေးကြောလီရောဒီထစ်တာတွေလုံးဝကောင်းပါမယ်ရေချိုးကနေဆိုလို့ရှိရင်ကျမတို့ငနေတော့ကစားနဲ့ပူပီမှာချိုးပါလို့လူကြီးတွေကပြောတယ်တွေးကြောလီချိုးဖွင့်အောင်လို့အဲ့ဒီခါကျတော့ခုဒီ coffee secret တွေပေါ်လေးတွေးကြောလီကြောလည်းဖွင့်မယ်ပြီးတော့အသားရည်လေးကြည်မယ်သားလေးချောမယ်အနံ့လေးကလည်း coffee နံ့လေးနဲ့ဆိုပူပြီးတော့အဆင်ပြေသွားတာပေါ့အဲ့ဒါလေးကိုလာပြတာပါရှင်ကျေးဇူးတင်ပါတယ်အဆုံးထိနားထောင်ပေးလို့ပါတဘာဝပစ္စည်းထုတ်လို့ပြပါရှင်မဆလာပါ